ပဲမင်္ဂလာပါဒီချက်ကတော့ငိမ့်အကျူ brain nook ကဒီချက်ငိမ့်ရွှေဖြစ်ပါတယ်ဒီချက်ဒီဗီဒီယိုလေးမှာတော့ grade 4 unit 1 good manners မှာကျန်နေတဲ့နောက်ဆုံးစာပိုက်လေးအကြောင်းကိုဒီချက်ကရှင်းပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံလေးစာအုပ်ရဲ့ခဲတံရဲ့တွားယူလိုက်ရအောင်နော်ကဲအစီအစဉ်ဖြစ်ပြီဆိုလို့ရှိရင်ဒီချက်တို့စလိုက်ရအောင်အဲ့တော့နောက်ဆုံးအပိုက်မှာ to put it in a nutshell တဲ့ to put it in a nutshell ဆိုတာကတူတူနဲ့လူရင်းပြောရရင်ဆိုတဲ့အဓိပ္ပာယ်ထွက်တယ်เนาะအဲ့တော့ essay တွေပါရေးတဲ့အခါမှာ in summary to sum up အဲ့လိုစကားလုံးလေးတွေသုံးတာထက်စားလို့ရှိရင် to put it in a nutshell ဆိုတဲ့စကားလုံးလေးကိုလည်းနောက်ဆုံး conclusion ရေးတဲ့အခါကြလို့ရှိရင်သုံးလို့ရတယ်เนาะ the current generation နဲ့ current ဆိုတာကလက်ရှိလို့ပြောချင်တာ generation ဆိုတာကမျိုးဆက် as a whole ဆိုတော့တစ်ခုလုံးပေါ့ပြောချင်တာကတော့ current generation as a whole ဆိုတာကလက်ရှိမျိုးဆက်ကြီးတစ်ခုလုံးက is the most powerful တဲ့ powerful ဆိုတာကအင်အားအကောင်းဆုံးစွမ်းအားအရှိဆုံးနဲ့ most responsible institution responsible ဆိုတာကတာဝန်ကျေပြောတာတာဝန်ရှိတာအဲ့တော့ most responsible institution ဆိုတာတာဝန်အရှိဆုံးပါပဲတဲ့ for the imparting of good manners တဲ့ imparting ဆိုတာကဘာလုပ်တာလဲပေးတာဖန်တီးပေးတာเนาะအဲ့တော့ good manners တွေကိုတဲ့ဖန်တီးပေးတဲ့နေရာမှာ good manners တွေ impart ပေးတဲ့နေရာမှာ the most responsible institution တာဝန်အရှိဆုံးနဲ့ powerful စွမ်းအားအကောင်းဆုံး institution ကတော့ဘယ်သူပဲလဲဆိုရင် the current generation as a whole တဲ့အဲ့တော့ဒီမှာလာနိုင်တဲ့မေးခွန်းကဘာလဲဆိုလို့ရှိရင်ဘယ်အရာက the most powerful and most responsible institution for the imparting of good manners လဲလို့မေးရင် the current generation as a whole အဲ့မှာမှ तू ကလေwho လို့ထည့်ပြီးမေးတယ်ဆိုလို့ရှိရင် the current generation လို့ဖြေမဲ့အစား the elders of the current generation လို့ဖြေရမယ်နော်အဲ့တော့လူပါလာပြီဆိုလို့ရှိရင်ဘာလေးထည့်ပေးလိုက်မလဲဆိုရင် the elders of တွေထည့်ပေးလိုက်နော် current ဆိုတာကလက်ရှိပေါ့ the modeling နဲ့ modeling ဆိုတာဘာလုပ်ရတာလဲဆိုရင်ပုံသွင်းရတာ of society တဲ့လူမှုအဖွဲ့အစည်းကိုတဲ့ modeling ပုံသွင်းရတယ်ဆိုတာကတဲ့ is no easy task တဲ့ easy ဆိုတာကလွယ်ကူတာ no easy ဆိုတော့မလွယ်ကူပါဘူးတဲ့ task tax ရဲ့အဓိပ္ပာယ်ကတော့လုပ်ငန်းတာဝန်အဲ့ society တစ်ခုလုံးကိုတဲ့ modeling ပုံသွင်းရတယ်ဆိုတာက is no easy task လွယ်ကူတဲ့အရာမဟုတ်ဘူးတဲ့ပြောချင်တာကကွာ society တစ်ခုလုံး good manners တွေကြီးပဲပေးဖို့ဆိုတာကလွယ်ကူတဲ့အရာမဟုတ်အဲ့တော့ good manners တွေကိုကတော့ impart လုပ်တယ်ဒီ elders တွေအကုန်လုံး current generation တွေအကုန်လုံးကတော့ impart လုပ်ပေးမယ်လေအဲ့ကြားထဲမှာ bad manners တွေရှိနေတဲ့သူကလည်းပါလာမှာပဲလေနော်အဲ့တော့ society တစ်ခုလုံးကိုတဲ့ modeling ပုံသွင်းရတယ်ဆိုတာက is no easy task တဲ့မလွယ်ကူဘူးတဲ့ all the elders of this generation ဆိုအခုလက်ရှိ generation ရဲ့ elders အကြီးတွေက should conscientiously join conscientiously ဆိုတာကတာဝန်တိတိနဲ့စီးစနစ်ကြနာစွာဟုတ်ပြီနော်တာဝန်တိတိနဲ့စီးစနစ်ကြနာစွာတဲ့ join hands တဲ့ဘာလို့ရမလဲဆိုရင်လက်ချင်းတွဲပြီးတော့မှာတဲ့ teach their juniors တဲ့ juniors ဆိုတော့အငယ်တွေကိုတဲ့သင်ပေးရမယ်ဘာဖြစ်အောင်လဲဆိုရင်ပထမတစ်ချက်က to be law abiding ဆိုတာကဥပဒေကိုလိုက်နာတာအဲ့တော့ ABID ing ကသူ့ရဲ့မူရင်း verb က ABIDE abide เนาะဟုတ်ပြီเนาะအဲ့တော့ law abiding ဆိုတာဘာလို့တာဥပဒေကိုလိုက်နာမယ်နောက်တစ်ချက်ကကြတော့ upright ဆိုတာကဖြောင့်မတ်တည်ကြည်မယ် honest ရိုးသားရမယ် self respecting ကိုလေးစားမှုရှိရမယ် discipline စီကံရှိရမယ် punctual အချိန်တိကျရမယ် charitable တရားထက်သန်ရမယ်ပေးရမယ်ကမ်းရမယ်လှူရမယ် helpful ကူညီရပါမယ် merciful ဆိုတာကဂရုဏာထားတာတနာဂရုဏာထားရမယ် forgiving ခွင့်လွှတ်ရမယ်ဒီလိုအရာတွေအကုန်လုံးတူပြီးဖြစ်လာအောင်လို့အတွက် teach their juniors တဲ့အငယ်တွေကိုဘာလုပ်ပေးရမလဲဆိုရင်သင်ပေးရပါမယ်ဘယ်သူတွေကသင်ပေးရမှာလဲဆိုတော့ elders အကြီးတွေကသင်ပေးရမှာဘလို့သင်ပေးရမှာလဲဆိုတော့ should conscientiously join hands တာဝန်တိတိနဲ့လက်ချင်းတွဲဆက်ပြီးတော့မှလက်ချင်းတွဲပြီးတော့အကြီးတွေအကုန်လုံးလက်ချင်းတွဲရမယ် conscientiously တာဝန်တိတိနဲ့တာဝန်ကျေပွန်စွာလက်ချင်းတွဲပြီးတော့မှအငယ်တွေကို law abiding ဥပဒေကိုလိုက်နာအောင် upright ဖြောင့်မတ်အောင် honest ရိုးသားအောင် self respecting ကိုလေးစားအောင် discipline စည်းကမ်းရှိအောင် punctual အချိန်တိကျအောင် charitable တရားထက်သန်အောင် helpful ကူညီတတ်အောင် merciful
တနာဂိယူနာထားတတ်အောင် forgiving ခွင့်လွတ်တတ်အောင်သင်ပေးရပါမယ်တဲ့ the quality ဆိုတာကအရေးအသွေး of the next generation နောက်ထပ်မျိုးဆက်သစ်ရဲ့ quality အရေးအသွေးဆိုတာက is in the hands တဲ့လက်ထဲမှာပဲရှိပါတယ်တဲ့ of the present generation ဆိုတာကလက်ရှိမျိုးဆက်ရဲ့လက်ထဲမှာပဲရှိပါတယ်တဲ့ပြောချင်တဲ့သဘောကတော့ present generation လို့ခေါ်တဲ့လက်ရှိမျိုးဆက်က good ကောင်းတယ်ဆိုရင် next generation ကလည်းကောင်းမယ် present generation ရဲ့လက်ရှိမျိုးဆက်က bad ဆိုးတယ်ဆိုလို့ရှိရင်เนาะ next generation ကဆိုးမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ as a matter of fact တဲ့တကယ်တော့တဲ့ we are mutually ဆိုတာကအပြန်အလှန် responsible for တာဝန်ရှိတာပါတဲ့ building တိဆောက်တဲ့နေရာမှာ a well-mannered society well-mannered society ဆိုတာကအပြုအမူကောင်းတွေရှိတဲ့ society လူမှုအဖွဲ့အစည်းကို building တိဆောက်တဲ့နေရာမှာ we ငါတို့တွေက mutually responsible ဘယ်လိုတာဝန်ရှိနေတာလဲဆိုတော့အပြန်အလှန်တာဝန်ရှိနေတာပါတဲ့ကိုကောင်းရုံနဲ့တွေမပြီးဘူးနှစ်ဦးနှစ်ဖက်ရှိရှိသမျှလူတွေအကုန်လုံးအပြန်အလှန် good manners တွေရှိမှသာနေ well mannered society ကိုတည်ဆောက်နိုင်မှာပါတဲ့အဲ့တော့ဒီထဲမှာပါတဲ့စကားလုံးလေးတွေကိုပြန်ကြည့်ရအောင်နော် to put it in a nutshell တိုတိုနဲ့လူရင်းပြောရရင်ညီကုန်းချုပ်အနေနဲ့ပြောရရင် current generation ဆိုတာကလက်ရှိမျိုးဆက် current ဆိုတာကလက်ရှိ P နဲ့စလို့ရှိရင်တော့ present ပေါ့ generation ဆိုတာကမျိုးဆက် powerful ဆိုတာကအင်အားအကြီးဆုံးစွမ်းအားအကောင်းဆုံး responsible ဆိုတာကတာဝန်ရှိတာ responsible for ဆိုလို့ရှိရင်တာဝန်ကျေပြောတာတာဝန်ရှိတာပေါ့နော်သူရဲ့အနောက်က for လေးလိုက်ပါတယ် institution ဆိုတာကနေရာအဖွဲ့အစည်း imparting ဆိုတာကဟုတ်တယ်ပေးတာ modeling ဆိုတာကပုံသွင်းတာ society ဆိုတာကလူမှုအဖွဲ့အစည်း task task ဆိုတာကအလုပ်တာဝန်ကိုပြောချင်တာ conscientiously ရဲ့အဓိပ္ပာယ်ကတာဝန်သိစွာ junior ဆိုတာကအငယ်ဖြစ်ပြီးတော့မှ elder ဆိုတာကအကြီး law abiding ဥပဒေလိုက်နာတယ် upright ဖြောင့်မတ်မယ် honest ရိုးသားတာ self respecting ကိုလေးစားမယ် discipline စည်းကမ်းရှိမယ် punctual အချိန်တိကျမယ် charitable တရားထက်သန်ရမယ် helpful ကူညီရမယ် merciful တနာဂိယူနာထားတတ်ရမယ် forgiving ခွင့်လွှတ်ရမယ်ဒါတွေအကုန်လုံးက adjective တွေနော် quality ဆိုတာကအရေးအသွေးနောက်ပြီးရင် as a matter of fact ဆိုတာကတကယ်တော့ mutually ဆိုတာကနှစ်ဦးနှစ်ဖက်အပြန်အလှန် responsible for ဆိုတာကတာဝန်ရှိတာ well mannered society ဆိုတာကအပြုအမူကောင်းတွေရှိတဲ့လူမှုပတ်ဝန်းကျင်ဒီလောက်ဆိုလို့ရှိရင်တော့ဒီစာပိုက်ထဲမှာရှိတဲ့စကားလုံးတွေရဲ့အကြောင်းအရာတွေကိုနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်teacher ဆိုအခုဆိုလို့ရှိရင်တော့ဒီ unit 1 good manners အကြောင်းကိုရှင်းပြခဲ့တာဒီမှာနေပြီးသွားပါပြီ teacher တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြအောင်မယ်နော်